ကိုကျွန်တော်တချင်းတစ်ပုတ်ရွေးထားတယ်မန္တလေးစိတ်တင်းလို့နဲ့ဆိုဖို့အဲ့တော့ဒီလိုဆိုင်ကောင်းကောင်းနဲ့တူတူမှာကျွန်တော်တချင်းတစ်ပုတ်ဆိုချင်ပါတယ်မြန်မာဟန်ပန်စစ်စစ်လေးဖြစ်ပြီးတော့ကျွန်တော်ဖြတ်တန်းနေတဲ့ဘဝကိုလည်းထင်ဟပ်တဲ့တချင်းတစ်ပုတ်ပါဒီတချင်းရဲ့အမည်ကပွဲကြိုက်ခင်လို့အမည်ရပါတယ်ပြင်းလေးပြပြလေးပြမန္တလေးမြို့ကလျာမှာစပယ်ပန်းတွေဇွန်ပန်းတွေမြန်လေးပန်းတွေလွန်ခဲ့တဲ့အနှစ်အစိတ်30အဲ့ဒီကာလတွေအားပေးခဲ့တဲ့အမတွေညီမတွေအားလုံးကိုလည်းဒီတချင်းလေးနဲ့တတိတရားကျေးဇူးတုံ့ပြန်ပါတယ်နော်ဒါကြောင့်မန္တလေးမြို့ကြီးရဲ့မေတ္တာတွေကိုတုံ့ပြန်သောအဖြစ်ပွဲချက်ခင်းဆိုတဲ့တချင်းလေးကိုမန္တလေးစိတ်တက်လို့ရဲ့အတီးနဲ့နောက်ပြီးပိဋကကိုမေတ္တာရက်ခံပြီးတော့ကျွန်တော်အကူမန္တလေးစိတ်တက်လို့လည်းနည်းနည်းမေတ္တာရက်ခံနေတယ်ဘာလို့ပွဲချက်ခင်ဒီလို့ရှိရင်တအားကြီးကောင်းအောင်မတီးပေးပါနဲ့လို့အဲ့တော့ကြမင်းသားကမိမှာဆိုလို့ပါဟောကောင်းအောင်ကိုတီးပေးရမယ်သဘောပါပြန်သွားမယ်နော်သတင်းစာထဲမှာဖိတ်စာအောင်အပြည့်အဝအလုံးဝမ်းသာအောင်အလုံးပျော်ရွှင်အောင်နှိုးဆော်အသိပေးလိုက်တဲ့အချိန်ကလေးကဟာသွားမယ်ဝင်းခင်းလေရုပ်ရှင်သဘင်အမှုပညာရှင်တွေပါမာတဲ့ကြည့်မယ်ကွဟာညကြရင်အလူမန်းတက်မှာလဲစိတ်တက်လွန်တီးမယ်တဲ့သွားမယ်ကွစသည်အားဖြင့်နော်အဲ့ဒီကလေးကစိတ်တွေကနိုးကြပြီးတော့အခုတညနေလုံးတညလုံးသွားလိုက်ကြတာလူတွေချစ်တော်ပြည်သူတွေမနေ့ဆူညံမတော်ပါနဲ့ချစ်တဲ့သူရဲ့ဇတ်တချီကိုချက်ချင်းဖွင့်ပြပါမယ်တန်ဆရာဆိုတဲ့ချင်းပြူရမင်းကိုကွယ်အပြင်းတော်ပြေးစေအောင်လို့ဆူညံမတော်ပါနဲ့ချစ်တဲ့သူရဲ့ဇတ်တချင်းကိုချက်ချင်းဖွင့်ပြပါမယ်တန်ဆရာဆိုတဲ့ချင်းပြူရမင်းကိုကွယ်
အပြင်းတော်ကိုပြည့်စင်အောင်လို့ထွေရဆောင်ကဆောင်းတော်ဒီပြမေအပြောဆိုရရဲ့ ဝေရောက်ခဲ့နိုင်ကောင်းဆုံးမေဝေသိနေခင်မရေအပြောင်းစမ်းဝေရောက်ခဲ့နိုင်ကောင်းဆုံးမေဝေသိနေခင်မရေ အိပ်ပြတ်တဲ့အစားပြတ်တဲ့ဓာတ်ပြားများဖွင့်ကနေတော့မေဟေးဟေးဟေးสุรดีငွေနာနဲ့ရှေ့ပါတကချေလာပါပဲလေဗျာဒီမှာပဲကိစီပွားတယ်စီရတဲ့လေမင်းလာဖို့สุรดีငွေနာနဲ့ရွှေပန်းကနတ်သားချေလာပါပဲတဲ့ဟေးဒီမှာပဲကိစီပွားတယ်စီရတဲ့လေမင်းလာဖို့ဇဏမသွားနဲ့ဓာတ်ပြားတစ်ပြားကောင်းတဲ့ဓာတ်ပြားတစ်ပြားပုလို့အေးမနေရခဲ့ပါကွယ်ဆောင်နာတယောသာနဝိအေးတဲ့ခင်လေးရဲ့နာတော်တာသဘောကျစေဝဲဆောင်နာတယောသာနဝိအေးတဲ့ခင်လေးရဲ့နာအပတော်တာသဘောကျစေဝဲအမှန်ပါခွေမောင်တီးပြပါမယ်နာဟာတော်တာသဘောကျစေဝဲအမှန်ပါခွေမောင်တီးပြပါမယ်နာဟာတော်တာသဘောကျစေဝဲအရန်ထဲကပြောလာပါပြီဒီပွဲယူကြောင်းခဏကြီးရဲ့ရှင်းလာပါခင်ပြောမိမယ်လို့ပဲခါမလျှော့တဲ့အရာထဲကပြောလာပါပြီဒီပွဲယူကြောင်းခဏကြီးရဲ့ရှင်းလာပါခင်ပြောမိမယ်လို့ပဲခါမလျှော့တဲ့အပြောဆိုတာရဲ့ဝိကုခံနိုင် ကောင်းဆုံးမေဝေသိနေခင်မရေ ပြောဆိုတာရဲ့ဝိကုခံနိုင်အကောင်းဆုံးပဲဝိထိုက်တဲ့ခင်မရဲ့အိပ်ပြတ်တဲ့အစားပြတ်တဲ့ဓာတ်ပြားတစ်ပြားဖွင့်ကနေတော့ကောင်းတဲ့ဓာတ်ပြားတစ်ပြားဘယ်လိုပဲဖွင့်ထားတော့လဲပဲတို့ရတို့ဒီတတ်မှာမန္တလေးမြို့ကုံဆောင်အလူတော်ကြီးကိုစေတနာကြီးလို့အလူကကြီးရတာပါနော်ထားတဲ့မေတ္တာတွေခြေခြေပြတ်ပြတ်အကောင့်ထဲပေါ်လိုက်တာအဲ့ဒီအလူတော်ကြီးကိုလာပြီးတော့ဖြော်ပြတဲ့မန္တလေးစိတ်တက်လွန်တီးတာမန္တလေးသိမ့်တော်ဆိုတာဘယ်လိုဓာတ်ပြားကောင်းတွေဖွင့်ထားတော့လဲပဲတွားရမှာပဲကြည့်ရမှာပဲတွားရမှာပဲကွယ်စားပြတဲ့ဓာတ်ပြား